ပူဇာနှလုံးပြည့်ပြုံးဥစ္စာလူတကာလဲမေတ္တာမပွားညှင်းဆဲများလျက်အိပ်ဆက်မပြောညိုးလျော်ကျင်းမြောင်မကောင်းအိမ်မက်ဝိတက်ပြာပါရှိသောခါမို့မေတ္တာပရိတ်ကြံစိတ်ရွတ်လို့ဆိုတဲ့အတိုင်းလူနတ်ပုဂ္ဂိုလ်ချစ်ကြည်ညိုစေရန်မေတ္တာသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်ယတံတုဘာဝတောယက္ခနေဝတတ္တင်တိပိသနံယမိစေဝါနုယုံဇံတော်ရတ္တိတိဝမတ္တန္တိတောဒုက္ခံသုပတိသုတ်တောသပါပံကေစီနပတတိဧဝမာတိကုဏုပေတံပရိတံဓမ္မနာမဟေကရဏီယမထာကုသလေနယန္တတန္တံပဒံပိသမစ္ဆတေကောဥဇုဇာတုဥဇုဇာတုဝသောသတ္တမုဒ္ဒဝနာတိမာနီတန္တုတကောသသူပရောဇာအမကေသောသတံလဟုကာဟုတ်တိတန္တိန္တရိယောဇာနိဘကောသအပကဘောကုလေတွနန္တုကိတောနာဇာဂௌဒမာစရေကေစီယေနဝိညုပရိဥပဝရေယောဒုက္ခိနောဝခေမိနောဟွန်တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တယေကေစီပါဏဗုဒ္ဓတိတတဝါထာဝရဝန္တဝတေတာဒီဃဝါယေဝမဟန္တာမစ္စည်းမာရတကနုကထူလာဒိဋ္ဌာဝါယေဝအဒိဋ္ဌာယေဝဒုရေဝတန္တိအဝိဒုရေဘုဒ္ဓဝါတံပဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တနာပရောပရဏိကုံဘေဒနာတိမေညေထကတ္တစီနကေစီဖြာရောတနာပရိကတေညာနိညာမေညတဒုက္ခမေစေယမာတာယတာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုဒ္ဓေတုမာနတံဘာဝေအပရိမာဏံမေတ္တိဇာသဗ္ဗလောကသမိမာနတံဘာဝေအပရိမာဏံဩဒံဒောဇာတိရိယေသအတ္တံဘာဒံအဝိရမတ္တပတ္တံဒိဋ္ဌံဇရဏိသိနောဝတယာနောယဝတ္တတဝိဒမေတောဧတံတတေယဒိဋ္ဌေယဗြမမေတံဝိဟာရမိရမဟောဒိဋ္ဌေဇာနုပကမ္မသီလဝါဒတနေနတံပန္နောကာမေတုဝိနယကေတနာယိဇာတောကဗ္ဗတေယပုဏ္ဏရေတိမေတ္တာသုတ်တံဟောရခတုမေတ္တာသုတ်တံမေတ္တာသုတ်ပရိတယဒေသနာတော်မြတ်တိဟောတုံမာကံပရိတယစိတ်ဓာကြည်ပြိုနာယူကြညတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြံမာစိတ်ချမ်းသာ၍လူနာများစွာချစ်ခင်လောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူပါစေတည်း